ဒါကတော့ကျွန်တော်တို့လက်ပတံမျိုးရဲ့အကစားကွင်းနေသူရင်အကစားကွင်းကိုကျွန်တော်တို့ရောက်နေတာဖြစ်ပါတယ်ကျွန်တော်တို့ကစားကွင်းရဲ့အနေထားလေးကျွန်တော်ဘယ်လိုရှိတယ်ပြအောင်မယ်ဒါကတော့နေသူရင်အကစားကွင်းဖြစ်ပါတယ်ညနေဘက်ဘရာသာတရှို့ဘောလုံးကန်ရပါဒါကတော့ပပိုင်ဝင်းနဲ့ဘောလုံးဝင်းကန်ပြီးပလာတာရိုက်နေတာဖြစ်ပါတယ်သူကဘောလုံးဝင်းမြည်တော့မနေနိုင်ပါဘူးသူကဝင်ကန်နဲ့လည်းကျင့်ရှိပါတယ်ဟုတ်ကဲ့လက်ပတမျိုးရဲ့ကျွန်တော်တို့နေသူရအကစားကွင်းရဆိုရင်ဖြင့်ကွင်းရတော်တော်လေးတော့ကျယ်တယ်ဗျမြေနေရာကျယ်ပြီးတော့ယူတာပြီးတော့ချင်းခတ်ဖို့အတွက်ချင်းယုံနဲ့ခြေတယ်ပြီးတော့ဘတ်စကတ်ကစားကွင်းလည်းရှိတယ်ဗျစိုးတော့မစိုးပါဘူးလုပ်ပေးထားတာလေးကပြီးတော့ကွင်းရဲ့ဘေးတစ်ချက်စီမှာဆိုတော့ကျွန်တော်တို့စာသင်ကျောင်းနဲ့လည်းနီးတယ်ပြီးတော့ကျွန်တော်တို့စေးယုံနဲ့လည်းနီးတယ်ဗျအဲ့ဒါလေးတော့သဘောကျကျင်စံကောင်းတယ်ပေါ့အကစားကွင်းလေးကဟုတ်မျိုးလေကောင်းမှတည်ရှိတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်ပါကျွန်တော်တို့နောက်ထပ် episode တွေမှာပြန်တွေ့ကြရမယ် okay အားလုံးပဲ see you guys